6ဒီနှလုံးပေါင်းခြင်းက4နော်ဒီနှလုံးပေါင်းခြင်းက4ဒီနှလုံးပေါင်းခြင်းက6 6နဲ့4နဲ့ပေါင်းတော့3ညနော်3ညခါရိုက်သွားတာအဲ့ဒီပုံမျိုးနော်ဒီနှလုံးပေါင်းခြင်း6ဒီနှလုံးပေါင်းခြင်း4ဒီ4လုံးပေါင်းခြင်းဆိုရင်3ညခါရိုက်တယ်နော်နောက်တစ်ပြင်ကျွန်တော်တို့နောက်တစ်ပြင်ကြတော့ကျွန်တော်တို့ဒီနှလုံးပေါင်းခြင်းက3ညနော်ဒီနှလုံးပေါင်းခြင်း3ညဒီနှလုံးပေါင်းခြင်းက9နော်ဒီနှလုံးပေါင်းခြင်း9ဒီနှလုံးပေါင်းခြင်း3ညနောက်ကျွန်တော်ကာအလေးနဲ့ပြီးရင်ပြရမယ်နော်ဒီနှလုံးပေါင်းခြင်း3ညဒီနှလုံးပေါင်းခြင်း9ဆိုတော့ကျွန်တော်9ခါပြန်ရိုက်တယ်နော်ဒီပြန်မှာ9ခါပြန်ရိုက်တယ်ပြီးတော့နောက်တစ်ပြင်မှာကျွန်တော်ထပ်ကြည့်မယ်နော်ဒီနှလုံးပေါင်းခြင်းက9နဲ့9နဲ့ပေါင်း9ဆိုတော့နော်ဒီနှလုံးပေါင်းခြင်းက3ည3နဲ့9နဲ့ပေါင်း3ညဒီနှလုံးပေါင်းခြင်း9ဆိုတော့9ခါဆိုပြီးရိုက်တယ်နော်ဒီပြင်မှာလည်း8 9 4ဆိုပြီးတော့ပေးရတယ်နော်ခါကအလုံးစုံဝင်တာတပုံမျိုးပေါ့နော်ပြီးတော့ကျွန်တော်တို့ဒီလာမဲ့ပတ်တော့ဆိုလို့ရှိရင်ဒီနှလုံးပေါင်းခြင်းက4နော်ဒီနှလုံးပေါင်းခြင်းက4ဒီနှလုံးပေါင်းခြင်း4ကဒီနှလုံးပေါင်းခြင်းကြတော့9ဖြစ်နေတယ်ဗျနော်နှလုံးပေါင်းခြင်း4ဒီနှလုံးပေါင်းခြင်း9အဲ့ဒါဆိုတော့ဒီလာမဲ့ပင်တွင်1ဘော1လေပြီးမလားဗောနော်ကျွန်တော်ကလာနေရှင်းအောင်ပြမယ်နော်ပြန်ပြီမစုနေကြည့်လို့အဆင်ပြေအောင်နော်ဒီနှလုံးပေါင်းခြင်းက6ဒီနှလုံးပေါင်းခြင်း4 3ညခါပြီးတယ်နော်